အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ခုပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ငယ်ချင်းတက်ခဲ့ကိုတွေးပြည့်မှန်လေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့3နှစ်လောက်ကတက်တယောက်ရဟန်းဝတ်နေချိန်မှာကြုံခဲ့ရတဲ့တကယ်ကိုထိတ်လန့်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါကြက်ရဟန်းဝတ်ရတဲ့အကြောင်းရင်းကတော့မိဘနှစ်ပါးရဲ့ကျေးဇူးကိုဆက်ကျင်လို့ပဲဖြစ်ပါတယ်တကယ်တော့သူကကြောင်းပြီးတာနဲ့ပဲချက်ချင်းဝတ်ဖို့ဆန္ဒရှိခဲ့တာပါဒါမှလည်းအလုတ်ခွင်ဝင်တဲ့အခါအလုတ်ကိုပဲစိတ်နေပြီးလုံနိုင်မှာမို့လို့ပါတက်ကြီးရဲ့မိဘတွေကလည်းသူ့ကိုဝတ်ပေးဖို့ရွေးချယ်လိုက်တဲ့ကြောင်ကတော့တက်ကြီးအဖွားဖြစ်သူရဲ့ဇာတိရွာနာကကြောင်လေးတစ်ကြောင်ပါအဖွားအဆုံးမသွားတာကြာပါပြီအဲ့ဒီကြောင်မှာပဲအဖွားရဲ့ရိုးပြအိုးကိုလည်းသိမ်းဆဲထားတာရှိပါတယ်ဖခင်ဖြစ်သူကသူ့ရဲ့ချစ်ဆုံးမြေးလေးရဟန်းဝတ်တော့မယ်ဆိုတာကိုအဖွားဖြစ်သူကိုသိစေခြင်းနဲ့စေတနာနဲ့ရဟန်းမိုးခင်ရပိုင်းလိုမှတက်ကိုအဖွားရဲ့ရိုးပြအိုးရှိရာစီခေါ်သွားပြီးတော့ကတော့ခိုင်းခဲ့ပါတယ်အဲ့ဒီကပြန်လာပြီးအိမ်မှာနားနေတဲ့ညမှာပဲတက်ကထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမတ်ပါတော့တယ်အိမ်မက်ထဲမှာစုံမသွားတဲ့အဖွားကသူ့စီရောက်လာပြီးတော့မြီးလေးဒီเจ้าမှာမဟုတ်နဲ့တခြားเจ้าမှာတောင်းဝဲပါလို့လာပြောပါတယ်တက်ကလည်းအိမ်မက်ထဲမှာဘာဖြစ်လို့ဒီเจ้าမှာဝတ်လို့မရတာလဲလို့ပြန်မေးပြီးမဲ့အဖွားကတော့ဘာမှထပ်မပြောပဲတခြားเจ้าမှာပဲသွားဖို့ဒီမှာမဟုတ်နဲ့လို့ထက်ကတလေလေပြောပြီးထွက်ခွာသွားခဲ့ပါတယ်ပထမတော့တက်ကဒီအိမ်မက်အကြောင်းကိုဘသူ့ကိုမှမပြောပြခဲ့ပါဘူးဒါပေမဲ့နောက်ပိုင်းရဟန်းဝတ်ပြီးအဲ့ဒီအကြောင်းကိုရောက်တဲ့အခါကျမှပဲအဖွားကသူ့ကိုဘာလို့တတိပေးခဲ့လဲဆိုတာကိုကောင်းကောင်းကြီးနားလည်သွားခဲ့ရပါတော့တယ်ရှင်ပြုတ်ပဲရဟန်းခံဝဲခန်းသားတွေအားလုံးပြီးစီးသွားတဲ့အခါမှာတော့တက်ရဲ့မိဘတွေကမနှက်ပြတ်မနှက်ဦးစင်းဆုံးခံကြွတာကိုစွန်လောင်းပြီးမှပဲပြန်မယ်ပြီးတော့မှလူထွက်ရမယ့်ရက်ကြမှာပြန်လာခဲ့မယ်လို့ပြောပြီးကျောင်းမှာပဲတညတာတဲခိုခဲ့ကြပါတယ်တက်ကတော့ကျွန်တော်ကိုပြောပြပါတယ်ကျောင်းတိုက်ရဲ့ကူတီသို့မဟုတ်ရဟန်းသတင်း300ခန်းထဲမှာပထမဆုံးညအိပ်ရတာတကယ်ကိုကြောက်ချဖို့ကောင်းပြီးတော့တိတ်ဆိတ်လွန်းနေတဲ့ညဘက်ရောက်ရင်လေတိုက်လို့တိရွက်လေးတိုက်ခတ်တဲ့ပိုးခွက်တွေရဲ့အော်တန်လေးပြင်တယောက်ယောက်ကတိရွက်6တွေပေါ်နင်းရှောင်းနေတဲ့အတန်တွေကိုကြားနေရတယ်တခါတလေလူလားတလိမ့်ဆန်လားမခွဲခြားနိုင်တဲ့ဦးတန်အော်တန်တွေကအစကြားနေရလို့သူလုံးဝအိမ်မပြောခဲ့ပါဘူးတဲ့ဒါပေမဲ့သူရဟန်းဝတ်နေတာဆိုပေမဲ့စိတ်ကိုတည်ငြိမ်အောင်ထားရမယ်စိတ်အာရုံမပြတ်လွင့်စေရအောင်တတိမြဲမြဲထားရမယ်ဆိုတဲ့တရားတော်တိုင်းအစွမ်းကုန်ကြိုးစားပြီးတော့ပဲပထမဆုံးညကိုခက်ခက်ခဲခဲဖြတ်တန်းခဲ့ရပါတယ်တဲ့ကျွန်တော်ကတက်ရဲ့စကားကိုကြားတော့အဲ့ဒီကြောင့်ကဘာလို့အလောက်တောင်ကြောက်ဖို့ကောင်းတာလဲလို့မေးမိပါတယ်သူပြန်ပြောပြတာကတော့သူဝတ်တဲ့ကြောင်ရဲ့အနောက်မှာတစ်တော်နှက်ကြီးတစ်ခုရှိနေတာတဲ့အဲ့ဒီတော်တွေကိုတိုးဝင်သွားရင်တော့တောင်ပေါ်တက်တဲ့လမ်းရှိတယ်အဲ့ဒီနားမှာလည်းရွာလည်းမရှိဘယ်ရွာသားမှလည်းမနေကြဘူးတဲ့တော်လိုက်မဟုတ်ဆိုတွေဒါမှမဟုတ်တောလောက်ကျွမ်းကျင်တဲ့ရွာသားအနေငယ်လောက်ပဲတားကောင်ရှာဖို့ဝင်လေးရှိကြတာပြီးတော့ကြောက်ဖို့ကောင်းတာအဲ့ဒီတောနှက်ထဲမှာဘယ်သူမှမသုံးတော့တဲ့ကျောင်းဟောင်းပြက်ကြီးတစ်ခုရှိနေတာပဲဖြစ်ပါတယ်တက်ထက်အရင်ဝတ်နှစ်နဲ့ဦးစင်းနှစ်ကတော့တက်ကိုအဲ့ဒီတောထဲလုံးဝမသွားဘူးအတန်တန်တတိပေးခဲ့ပါတယ်တဲ့တော်လည်းမကျွမ်းကျင်တဲ့ရွာသားတွေဒါမှမဟုတ်ဒုံလဘက်ရဟန်းတစ်တွေအဲ့ဒီတော်တွေကိုမှားဝေမိရင်တချို့ကလုံးဝပျောက်ချင်းမလားနဲ့ပျောက်ဆုံးသွားခဲ့ပါတယ်တချို့က2ရက်3ရက်လောက်ကြာမှပြန်ထွက်လာနိုင်ကြပြီမဲ့တကယ်ကိုနွမ်းနယ်ပိန်ချုံနေတဲ့အခြေအနေနဲ့ပေါ့သူတို့ဘယ်မှာလမ်းပြောင်းနေတာလဲလို့မေးရင်အားလုံးကတော့တပုံစံနဲ့ပဲပြန်ပြေကြပါတယ်ဘယ်လောက်ပဲရှော့ရှော့တနေရာတိုင်းမှာပဲဝဲလဲနေပြီးစဝိုင်းလိုလဲပတ်နေသလိုမျိုးခံစားနေရတယ်တဲ့နောက်ဆုံးတော့အเจ้าကဝိုင်းဆရာတော်ကြီးတစ်ပါးလာခေါ်မှပဲတောတွေကနေထွက်လာနိုင်ကြတာတဲ့ဒီစကားတွေကတကယ်လားတကယ်မဟုတ်ဘူးလားဆိုတာကတော့နောက်ထပ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုနားထောင်ပြီးမှပဲမိတ်ဆွေတို့ဆုံးဖြတ်ကြပါတော့ကြက်ပြောပြတာကတော့မိဘတွေပြန်သွားပြီးရဲ့နောက်ပိုင်းညာတိုင်းလိုအဖွာအိမ်မက်တွေမှာထပ်ရောက်လာပြီးညီဒီเจ้าမှာမိုးပါနဲ့လားတခြားเจ้าမှာပဲသွားဖို့လို့လာပြောနေခဲ့တယ်တဲ့တက်ကလည်းတရားတော်ကိုလေးလေးဆဆလိုက်နာပြီးဝီနီးကိုစောက်ထင်းရတဲ့ရဟန်းတစ်ပါးဖြစ်ပေမယ့်သူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်မျက်စိနဲ့မမြင်ရတဲ့နန်လောကသားတွေရဲ့ကြောက်လန့်မှုကိုစတင်ခံစားနေရပါပြီ။တညမှာတော့ဦးစင်းတက်ကညဘက်ကူထီထဲမှာတရားထိုင်နေတော့လေထဲကနေသူ့နာမည်ကိုတူတူလေးခေါ်နေတဲ့အတန်တခုကြားလိုက်ရပါတယ်။အဲ့ဒီတန်ကဦးစင်းတက်ရဲ့အမေရင်းတန်နဲ့တထရာလေးတူနေပါတယ်တဲ့ဗျာ။တက်အမေစီလာပါဦး။တားလေးအိမ်တကားလာဖွင့်ပေးပါဦး။
အဲ့ဒီတန်ကြတော့ဦးစင်းတက်ကဖြည်းဖြည်းချင်းမျက်စိဖွင့်ကြည့်လိုက်ပါတယ်ကူတီထဲမှာတော့ဘာမှမရှိနေခဲ့ပါဘူးဒါပေမဲ့ပြတင်းပေါက်ကဟတ်တက်ပွင့်နေပြီးတော့လေတွေကတခုခုနဲ့တိုက်ခတ်နေပါတယ်လေတိုက်တာပြင်းလို့ပြတင်းပေါက်ကလိုက်ကာတွေတောင်မှတစ်ဖြက်ဖြက်နဲ့လွင့်နေခဲ့တာပေါ့ဦးစင်းတက်ကလည်းအဲ့ဒီလိုက်ကာကိုကြည့်နေတော့ရုတ်တရက်လိုက်ကာကြားတွေကဖြူဖြော့ပြီးရှည်လျားနေတဲ့လက်ကြီးတစ်ခုထွက်လာပြီးပြတင်းပေါက်ဘောင်ကိုလာကင်လိုက်တာကိုမြင်လိုက်ရပါတယ်အဲ့ဒီလက်ကြီးကပြတင်းပေါက်ကိုတဖြည်းဖြည်းချင်းဟလိုက်ပြီးနောက်ဆုံးမှာတော့ဒုံးဆိုတဲ့အတန်ကြီးနဲ့တူပြတင်းပေါက်ကိုအရှိန်ပြင်းပြင်းနဲ့ဆွဲဖွင့်လိုက်ပါတော့တယ်အဲ့ဒီမှာပေါ်လာတာကတော့တကယ်ကိုပိန်ချုံနေပြီးမျက်နှာကဖြူပွက်ဖြူရော်နဲ့ကြောက်မက်ဖွယ်ကောင်းနေတဲ့ရုပ်ဆိုးကြီးတစ်ခုပါပဲအဲ့ဒီကောင်ကြီးကဦးစင်းတက်ကိုစူးစူးဆဲဆိုင်နဲ့ကြည်နေပါတယ်ဦးစင်းတက်ကလည်းကြောက်လန့်သွားပေမဲ့စိတ်ကိုအတင်းအားထမထိန်ပြီးမျက်စိပြန်မိတ်ကတရားစာတွေကိုအတန်ကုန်ရွတ်ဖတ်နေပါတော့တယ်အဲ့ဒီချိန်မှာပဲပြတင်းပေါက်တကားနှစ်ချက်ကဒုံးဆိုတဲ့အတန်ကြီးနဲ့တူပြန်ပိတ်သွားခဲ့ပါတယ်ဦးစင်းတက်ထိတ်လန့်တကြားမျက်စိဖွင့်ကြည့်တော့ဘာမှမရှိတော့ပါဘူးသူပြတင်းပေါက်ကိုတောပိတ်ဖို့လုပ်ရင်းနဲ့ကူတီအောက်ကိုလှမ်းကြည့်လိုက်မိပါတယ်အဲ့ဒီမှာဒူးဆန်တဲ့အချိန်မဲကြီးတစ်ခုကူတီအောက်ကနေဟောကနေခုန်ဆင်းပြီးတောထဲကိုပြေးဝင်ပြောက်ကွယ်သွားတော့ကိုမြင်လိုက်ရပါတော့တယ်အဲ့ဒီညာကဦးစင်းတက်ဘလို့မှအိတ်လို့မရတော့ပါဘူးစိတ်ထဲမှာလည်းအဲ့ဒီမြင်ကွင်းကြီးကပဲဝဲလည်နေပြီးတော့ခြောက်လန့်နေခဲ့ပါတယ်မိုးလင်းကန်ဒီကြမှာခဏလေးမေးကနေဖြစ်သွားပြီးပြန်နိုးလာကမနက်ခင်းဝတ်ပြူစွန်းကန်ကြဖို့ပြင်ဆင်ရပါတော့တယ်ဦးစင်းတက်ကအေးအေးပြတ်ထားလို့အရန်နွမ်းနေနေပြီမဲ့ဘသူ့ကိုမှမပြောဘဲအောက်အင်းတီးခံထားခဲ့ပါတယ်ဒါပေမဲ့ဦးစင်းတက်ကတတိထားမိသွားပြီးမင်းညာကအိမ်မပြောဘူးလားကိုတော်ဒီရောက်တာပဲတပတ်ရှိပြီမကျင့်သေးဘူးလားလို့လာမေးပါတယ်ဦးစင်းတက်ကလည်းဘာမှတော့ပြန်မပြေလိုက်ပါဘူးအဲ့ဒီတော့ဦးစင်းတက်ကထပ်ပြောပါတယ်မင်းညာကငါလည်းအတန်နေကြားနေရတယ်ဘာပဲဖြစ်ဖြစ်ကိုတော်တတိထားနေနော်မြတ်စွာဘုရားကိုပဲအာယုံပြုထားလို့ပြောပြီးဆရာတော်ကြီးတွေစီထွက်ခွာသွားခဲ့ပါတယ်ဦးစင်းတက်ကလည်းအေးအေးပြတ်ထားတဲ့တန်းကြောင့်ဒီနေ့ညတော့စောစောကျိမ့်မယ်တရားမထိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ညဘက်ရဟန်းကိစ္စတွေပြီးတော့ဦးစင်းတက်ကကူတီကိုချက်ချင်းပဲပြန်လာခဲ့ပါတယ်ကူတီကိုအမြန်ပြန်ခြင်းနဲ့စိတ်နဲ့စောစောကယူလာတဲ့ဓမီကိုယူဖို့မေ့သွားခဲ့ပါတယ်ဗျာလန်တော်ရောက်မှတတိရပါတယ်ဒါပေမဲ့နောက်ပြန်လှည့်ရင်ဖိုးကြမှာစိုးလို့ပြီးတော့ကူတီရှေ့မှာပဲမီးရှိတာဆိုတော့ရှေ့ဆက်ပဲတိုးလာခဲ့ပါတယ်လူထက်မရက်နီးလာတော့ဦးစင်းတက်ကဆရာတော်ကြီးနဲ့စကားပြောခွင့်ရခဲ့ပါတယ်ဆရာတော်ကြီးကသူ့ကိုကြည့်ပြီးတကားမင်းရဲ့ဝေကျွေးဟောင်းတစ်ခုကိုတွေ့ခဲ့ရပြီမလားလို့မေးလိုက်ပါတယ်ဦးစင်းတက်ကလည်းအံ့ဩသွားပြီးသူကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုပြန်စဉ်းစားမိပါတယ်တင်ပါဗျာဟုတ်ပါတယ်အဲ့ဒီဝေကျွေးတွေကတော်တော်ပြင်းထန်လိမ့်မယ်ဒါပေမဲ့မကြခင်မှာပဲသူ့လိုထွက်သွားပါလိမ့်မယ်လို့ဆရာတော်ကမိတ်ပါတယ်ဦးစင်းတက်ကလည်းဆရာတော်ကြီးပြောတာကိုတက်တက်ကွက်ကွက်နားမလည်ပေမဲ့လူထွက်ဖို့ရပိုင်းမဲ့လူတော်မို့လို့စိတ်ကိုတည်ငြိမ်အောင်ထားပြီးပဲဆက်နေလိုက်ပါတယ်ဒါပေမဲ့ဆရာတော်ကြီးပြောတဲ့အတိုင်းပါပဲနောက်ထပ်6လက်မှုတွေကတကယ်ကိုပြင်းထန်လွန်းခဲ့ပါတယ်လူမထွက်ခင်3ရက်လုံးမှာဦးစင်းတက်ကတရားထိုင်နေတော့မနေဂျာကထပ်ပို့ပြီးခြောက်ချားဖို့ကောင်းတဲ့အမေတန်ကိုပြန်ကြားလာရပါတယ်တက်အမေစီလာပါဦးသားလေးအမေဒီမှာရှိတယ်လေဦးစင်းတက်ကလည်းမျက်လုံးကိုအတင်းမိတ်ပြီးမကြားချင်အောင်စောင်းနေပေမဲ့အဲ့ဒီတန်ကပို့ပြီးတော့ကျဲလောင်လာခဲ့ပါတယ်ပြီးတော့ပြတင်းပေါက်တကားတွေကလည်းဖြည်းဖြည်းချင်းပွင့်လာပြီးတက်အမေကိုသတိမရဘူးလားဆိုတဲ့အတန်ကြီးနဲ့တူတက်မျက်စိပွင့်ပြီးငါ့ကိုကြည်စမ်းလို့အော်ဟစ်လိုက်ပါတော့တယ်ဦးစင်းတက်ကလည်းထိတ်လန့်တကြားမျက်စိဖွင့်ကြည့်လိုက်တော့ပြတင်းပေါက်ပေါင်မှာကတ်နေတဲ့အဲ့ဒီရုပ်ဆိုးကြီးရဲ့မျက်နှာကိုပဲထိတ်တိုက်မြင်လိုက်ရပါတယ်အဲ့ဒီကောင်ကြီးကသူ့ကိုစူးစူးဆိုက်ဆိုက်ကြည့်နေပြီးတော့သူ့လက်ထဲမှာကြပြားစာအုပ်လိုမျိုးစာအုပ်အဟောင်းကြီးကိုလည်းကင်ထားတာကိုမြင်လိုက်ရပါတယ်ဦးစင်းတက်ကကြောက်လွန်းလို့ကူတီထဲကနေပြေးထွက်ပြီးတိမ်တော်ကြီးထဲမှာပဲတညလုံးသွားအိတ်ခဲ့ပါတယ်နောက်တနေ့မနက်မှာတော့သူကအရန်ကိုကြောက်လန့်တဲ့စိတ်နဲ့ဖျားသွားပြီးတော့လူထွက်ဖို့ရက်ကိုတော့မစောင့်နိုင်တော့ပဲချက်ချင်းလူထွက်ချင်နေခဲ့ပါတယ်ဒါပေမဲ့ဆရာတော်ကြီးကနောက်ထပ်ရက်ပိုင်းပဲကြံတော့တာမို့လို့အောက်ရင်းမိနေပါအောင်လို့တားခဲ့လို့သာဆက်နေခဲ့ရတာပါနောက်ဆုံးတော့တက်ကလည်းလူထွက်ခဲ့ရပါတယ်လူထွက်ပြီးနောက်ပိုင်းမှာတော့ဆရာတော်ကြီးကသူ့ကိုတတိပေးခဲ့ပါတယ်တကားမင်းရဲ့ဝတ်ကြွေးဟောင်းတွေကိုမမေ့နဲ့သူတို့အတွက်
အမျှဝေပြီးဖို့မမေးနဲ့တဲ့တက်ကလည်းအခုဆိုရင်နေတိုင်းလိုလိုဘုရားရှိခိုးတရားထိုင်ပြီးအမျှပေးဝေလေးရှိပါတယ်သူကရဟန်းဝတ်တော်ကတရားတော်ကိုလေးလေးစားစားလိုက်နာခဲ့လို့သာအဲ့ဒီဝိညာဉ်ဆိုရဲ့ဘေးအန္တရာယ်ကနေလွတ်မြောက်ခဲ့တာပါအဲ့ဒီခြောက်ခြားပွဲရညမှာသူမြင်ခဲ့ရတဲ့အိမ်မက်ကြီးနဲ့ရက်ဆက်မှုတွေပြီးတော့ကြပြာစာအုပ်ကင်ထားတဲ့နိုလီဆိုတဲ့မိန်းကလေးရဲ့အကြောင်းရင်းကိုတော့ဘယ်သူမှတော့မသိနိုင်ပါဘူးဒါပေမဲ့တခုကတော့သိကြပါတယ်လူလောကမှာငါတို့မမြင်ရတဲ့နန်လောကသားတွေရှိနေနိုင်ပြီးတော့သူတို့ရဲ့ဝတ်ကြီးဟောင်းတွေကငါတို့ဘဲချိန်မဆူလာပြီးခြောက်လက်နိုင်နေဆိုတာပါပဲတက်တငယ်ကြီးကြုံခဲ့ရတဲ့ဒီဖြစ်ရဆိုကနေကျွန်တော်တို့သင်ခန်းစာယူနိုင်တာကတော့ကိုချင်းစာတရားထားရှိဖို့နဲ့ဝီနီးတော်ကိုလေးစားလိုက်နာဖို့ပဲဖြစ်ပါတယ်ခင်ဗျာအဲဒီခြောက်ခြားပွဲညမှာသူမြင်ခဲ့ရတဲ့အိမ်မက်ကြီးရဲ့လှုပ်ဝက်ချက်ကတော့ဘယ်တော့မှပေါ်ပေါက်လာမှာမဟုတ်ပေမဲ့အဲ့ဒီဝိညာဉ်ဆိုးရဲ့ရက်စက်မှုတွေကတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာထာဝရရှိနေမှာပဲဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးအဆုံးထိနားဆင်ပေးတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ထိတ်လန့်စရာကောင်းတဲ့ဇာတ်လမ်းတွေကိုနားဆင်ချင်ရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့အောင်နော်